ဒီမှာဗျာဒီအပင်လေးတစ်ပင်တွေ့လို့ဗျာဒါကျွန်တော်တို့ဂရုသီးတွေလို့ထင်တာဂရုသီးနဲ့လည်းနည်းဆင်လို့ဒါပေမဲ့မေးကြည့်တော့လူကြီးတွေကိုမေးကြည့်တော့တဖန်းတီးတဲ့ရေတဖန်းကုန်းတဖန်းရှိရဲ့တဲ့ရေတဖန်းကအလုံးကြီးပူကြီးရဲ့တဲ့ဒါကကုန်းတဖန်းတဲ့ဟုတ်လားမဟုတ်လားတော့မသိဘူးကုန်းတဖန်းအလုံးနဲ့သိရဲ့တဲ့ဒါကမှဲ့တဲ့ဟာဗျာဒါမှအစိမ်းလေးတွေကိုခူးလိုက်ရင်တော့ဒီမှာအစိမ်းကတော့တို့စားလို့ရတယ်ပြောတာပဲထမင်းနဲ့တို့စားလို့ရတယ်တဲ့ငပိအိနဲ့ဘာနဲ့ညာနဲ့ပေါ့ဗျာဒါကတော့အမှဲ့ပေါ့အမှဲ့ကိုခူးလိုက်ရင်အမှဲ့ကဘယ်လိုနေမလဲတော့မသိဘူးကျွန်တော်စားကြည့်ဦးပဲဗျာဒါအမှဲ့ကိုကျွန်တော်စားကြည့်မယ်ဗျာဘယ်လိုနေလဲဆိုတာအထက်ကအဟာတော့အစီလေးတွေပဲအစီလေးကျွန်တော်ခုနကရတာဘယ်လိုနေမလဲတော့မသိဘူးချိုးတယ်ဒီအစီလေးတွေကိုဝါရတာကျွန်တော်တို့ပါတယ်ဂရုယိုလေဂရုယိုမှာပါတဲ့အစီလေးတွေဂရုယိုစားရင်အဲ့လိုအစီလေးတွေကိုစားသလိုပဲဒီမှာအစီလေးတွေကချိုးရတော့ချိုးရပြသူရတာဘယ်လိုပြောရမှာလဲမသိဘူးကျွန်တော်ထပ်လေးကြပေါင်လေးအပိန်နေပဲလေးကြပေါင်နေတာဓမ္မထဲမှာအစီလေးအများကြီးပဲအစီလေးအများကြီးပဲတော့ချိုးတယ်ဘရိုသီးလို့ထင်တာဘရိုသီးမဟုတ်ဘူးတဲ့ဘရိုသီးမဟုတ်ဘူးတဲ့ဒါတော့အစိမ်းပေါ့အစိမ်းကတော့သူကတော့အစီးများတယ်ဗျာစားလို့မရသေးဘူးဓမ္မမဲ့သွားရင်တော့အဝိုင်အောင်လေးဖြစ်သွားတာမဲ့သွားတယ်ဟာဒါတော့ရက်ဒေတာပေါ်မူတည်ပြီးတော့အခေါ်တော့ကွာမယ်ထင်တာပဲဗျာမိမိတို့ရက်ဒေတာမှာဘယ်လိုခေါ်လဲခေါ်တဲ့အတိုင်းရှိရင်တော့နာမည်တစ်မျိုးရှိရင်တော့ရေးသွားလိုက်အောင်ဗျာဒါတော့ပါလဲမသိဘူးဒီတဖားကတော့တဲ့အလုံးပူကြီးရဲ့